အားလုံးပဲမင်္ဂလာပါကျမနဲ့ထိုင်းရဖဏတ်တဲ့မိမှုနဲ့ကသူ့သေးကိုသေးချရတော့မယ်။ဘာကြောင့်လဲဆိုတော့ဒီလိုအောက်တန်းစားတွေကိုကျမတို့ကမနှိမ်နှင်းရင်ဒီလိုအောက်တန်းစားတွေကပညာဓာတ်တွေကိုအမြဲတမ်းမလုပ်နေတာ။အုပ်စုလိုက်ဝိုင်းပြီးတော့တိုက်ခိုက်တယ်။အခုခေတ်ကကျမကိုဆဲတာတွေကျမကိုမဟုတ်တာပြောတာတွေဆို view တွေရော like တွေရောပိုရနေတယ်။ Okay အဲ့တော့ဒီလိုအောက်တန်းစားတွေနဲ့ပတ်သက်ပြီးတော့ကျမအခုပြပါမယ်။အဲ့ဒီဖဏတ်တဲ့မိမိုးကိုကျမမသိပါဘူး။ကျမနဲ့လည်းစကားပြောဘူးခြင်းလည်းမရှိဘူး။ဖဏတ်တဲ့မိမိုးကအရင်ကကျမတို့ TikTok မှာသူတို့နဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေတွေ့ရင်ကျမဘယ်တော့မှနားထောင်တဲ့သူမဟုတ်ဘူး။သူအလူငွေတွေခိုးတယ်။တက်လိုက်ရကိုစီနဲ့ကိုစီဆိုတဲ့အကိုကြီးတယောက်နဲ့ရန်ဖြစ်တယ်ကျမတို့ဘယ်တော့မှနားမထောင်ကြော်သွားတာပဲသူတို့ဖတ်တာသူတို့တက်လိုက်ရအလူငွေခိုးတယ်ဆိုလဲသူတို့ရှင်းလိမ့်မယ်ပေါ့နော်အဲ့တော့ကျမပြောချင်တာကကျမနဲ့မဆိုင်ဘဲနဲ့ကျမတို့လွတ်တော်ရှေ့မှာ2016လောက်ကလွတ်တော်ရှေ့မှာကျမတို့2016အကုန်လောက်ကကျမမြန်မာပြည်ကိုခဏပြန်စဉ်ကျမတို့အဲ့ဒီမှာဒီပေါ့စုသိပ်ပန်ကြောင်းတို့ဘာတို့ကျမတို့ကအလူငွေတွေလုံရင်းနဲ့ကျမစကပြန်ဖို့ခဏပြန်တာ9ရက်လောက်ထင်တယ်9ရက်လား9ရက်လားကျမအဲ့ဒီမှာဓာတ်ပုံကြီးရိုက်ကြရင်းနဲ့ဒါအဲ့ဓာတွေအားလုံးကကျမတို့လွတ်တော်အမတ်ဦးလေးတွေရိုက်ပေးတဲ့ဓာတ်ပုံတွေလွတ်တော်အမတ်ဦးလေးတွေရိုက်ပေးနေတဲ့ဓာတ်ပုံတွေကိုသူတို့ကမဟုတ်ကဟုတ်ကတွေယူလုပ်ကြတယ်ကျမသူတို့ကိုကြည့်နေတာဘာမှမပြောဘူးသူတို့ကသူတို့လှုပ်ချင်လုံးလှုပ်ချင်နေအဲ့ဒီပန်းရောင်နဲ့အင်ဂျီနဲ့ပုံတွေကပြန့်နေပြီခဏလေးနော်ကျမတို့ဒီဟာလေ touch လုံးမိလားမလုံးမိလားမသိလို့ touch မလုံးမိကျမ touch ပြန်လုံးမလို့touch လုပ်တယ်ဒါဆိုကျမတို့ဖဏတ်တယ် touch လုပ်ထားတယ်ကျမပြောပြပါမယ်အဲ့တော့ဒီလိုမျိုးမိန်းမတွေဟာလိုက်စလိုက်ပြီးတော့အတရေဖြက်နေတာနဲ့မကာမီဘူးအခုတော့ပောက်ကရ40တွေပြောပောက်ကရ40တွေတင်ပောက်ကရ AI တွေနဲ့လုပ်အဲ့ဒါတွေအားလုံးကနင်တို့ကိုတခိုးဟင်းတော်ညိုတင်ပေးထားတာကျမပြမယ်နော်ကျမအခုအဲ့ဒါကိုတက်သေးပြမယ်ဒီမှာတက်သေးပြမယ်ကျမတက်သေးပြမယ်ဒီမှာဒါဒီမီမိုးရဲ့ဖုန်းနံပါတ်6691 4592244ဆိုတာမီမိုးရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်နော်မီမိုးရဲ့ဖုန်းနံပါတ်မီမိုးကကျမရဲ့ Facebook account မောင်းများစွာ TikTok လည်းများစွာ TikTok Facebook ကျမရဲ့ Facebook account 3កောင်လုံးကိုသူဘလော့ထားတယ်ပြီးတဲ့အခါကျတော့ကျမတို့ TikTok နှစ်ခုလုံးသူ့ရဲ့နှစ်ခုလုံးကနေကျမကိုဘလော့ထားတယ်သူ့မှာ TikTok နှစ်ခုရှိတယ်နှစ်ခုလုံးကနေလည်းဘလော့ထားတယ်ကျမဘလော့တာလေးများဖြေလိုက်ပြီးတော့သူ့ကိုမန်းရှင်းခေါ်လိုက်ရင်အဲ့ဒီကနေလာဆဲရောကျမပြမယ်နော်ဓမ္မကြီးကြည့်လိုက်အကောင်မကိုအဲ့လိုခေါ်ပြီးတော့ကျမဆဲတာဟက်ဖာတယ်မလို့ဓမ္မကြီးကြည့်လိုက်ဘလော့တာဖြေဆိုလုံးဝဘလော့တာကိုဘာဖြစ်လဲမဖြေဘူးမဖြေဘဲနဲ့ဒီလိုညဉ့်ညမ်းတဲ့ပုံတွေကိုပို့တယ်ကျမအဲ့ဒီညဉ့်ညမ်းတဲ့ပုံတွေကကျမရုပ်လားဆိုတော့ကျမပြမယ်ဒီလိုမဟုတ်ကဟုတ်ကတွေဒါကျမပုံလားဒီလိုမဟုတ်ကဟုတ်ကဟာတွေနဲ့လုတ်ပြီးသွားတဲ့အခါကျတော့လိုက်လုတ်နေတာဟမ်ဘယ်ကအောက်တန်းစားတွေရဲ့ပုံတွေနဲ့ဘယ်လိုနေရာတွေမှာဘယ်လိုဟာတွေနဲ့ကိုလုတ်ပြီးတော့ကျမကိုကြည်စမ်းမအောင်ဒီလိုအောက်တန်းကြစွာလုတ်နေတယ်ဟမ်ပြီးလဲပြီးတော့ဒီကောင်မဓမ္မကြီးကြည့်လိုက်တခြားညဉ့်ညမ်းတဲ့ပုံတွေမပုံတော့ဓမ္မကြီးကြည့်လိုက်ဒီလိုပုံတွေကစောစောကျမဖျဲပြီးဟိုမျက်နှာကိုဖျဲပြီးပြပြီးသွားပြီဓမ္မကြီးကြည့်လိုက်ပောက်ကရ40ဓမ္မကြီးကြည့်လိုက်စမ်းဒီလိုခွေးတွေနဲ့ဒီလိုပုံတွေရောဒီလိုမတရားတွေလောက်တာအဲ့လိုမျိုးတွေလုတ်ပြီးသွားရင်ဘာကြောင့်လဲဆိုရင်ကျမရဲ့ Facebook ကတစ်လလောက်ကြာရင်ကြာမှာဓမ္မကြီးကျမအဲ့လိုနေရာတွေလည်းမတော်ဘူးအဲ့လိုမဟုတ်ကဟုတ်ကတွေလည်းဘယ်တော့မှမလုတ်တဲ့မိန်းမဒါကြောင့်မလို့ဒီလိုအောက်တန်းစားတွေကလိုက်ပြီးတော့မိန်းမတစ်ယောက်ရဲ့အတရေကိုလိုက်ဖြတ်နေတာအကုန်လုံးကိုကျမကို3កောင်လုံးကိုဘလော့ထားပြီးဒီလိုအောက်တန်းစားမတွေကိုအဲ့ဒီမှာတွားပြီးတော့ report ထုတ်ပေးပါပတ်စံနေရဖို့အတွက်သူတစ်ပါးကိုလိုက်ပြီးအတရေဖြတ်နေတဲ့အောက်တန်းစားမတွေ
ဓမ္မကြီးကြည့်လိုက်ပြီးတဲ့အခါကျမှဓမ္မကြီးကြည့်လိုက်မစတော့ဘူးတဲ့ဓမ္မကြီးကြည့်လိုက်စမ်းမစတော့ဘူးအစဲမထူနဲ့ကောင်းကောင်းပြောတယ်အမဆဲရင်ပြန်ဆဲရလိမ့်မယ်တဲ့ live မှာချိတ်ပြောမလားဖုန်းနဲ့ချိတ်ပြောမလားဘလောက်ထိအောက်တန်းကြတော့ဘလောက်ထိအောက်တန်းကြတော့ဒီလိုမိမဆုံးမဖမဆုံးမတွေရာပညာတတ်တွေကိုလိုက်လို့ဘလို့အောက်တန်းစားမတွေတော့ဒီနေ့လဲအောက်တန်းစားမတွေကျမကစကင်ကဲရောင်းနေတော့ဟုတ်တယ်အဲ့ဒါကလေကျမအကျဉ်းပြောထားပြီးသားကျမတပည့်ဟာပတ်စံချေးတဲ့ဟာဆရာမရဲ့ကျွန်တော်အဖေတွေအမေတွေကသူတို့ရဲ့အဖေမေတွေကတကယ့်ကိုမှလူလိမ့်နေမို့လို့ဒီလိုလေးပြောပါဘာညာလဲဆိုကျမတပည့်ကတကယ့်ကိုမှကျမတို့စာတင်တဲ့အချိန်မှာရိုးသားတယ်ကြိုးစားတယ်သူကျမအနေနဲ့ဒီတပည့်တယောက်ကိုယုံခဲ့ပြီးလို့ပတ်စံချေးပေးပြီးတော့မှကျမပြောလိုက်တဲ့ဟာကိုတခါတည်းအဲ့ဒီကောင်ကသူ့မိဘကိုလည်းညာတယ်ကျမကိုလည်းအားလုံးကလူလိမ့်နေဒါကြောင့်မလို့လူလိမ့်မှန်းသိလို့ကိုရီးယားမှာအဲ့ဒီကောင်ကိုလိုက်ဖမ်းတဲ့အချိန်မှာဒီကောင်က2019လောက်တည်းကပြန်သွားပြီထွက်ပြေးသွားတာကျမလာဝကတွေကိုတိုင်ပြီးတော့ကျမဖမ်းတာလောက်ထိအောက်တန်းကြနေလဲဆိုတော့အခုလဲကြည့်လိုက်မဟုတ်ကတွေကိုလိုက်လုံနေတယ်မဟုတ်ကကာကာကိုတော့ရီကျမဒါကြောင့်မလို့ကျမတင်ထားတာမတွေ့ဘူးလားကာကာကိုတော့ဆိုတာလှုပ်လို့ရတယ်ဖုန်းနှလုံးရှိဒီလိုအောက်တန်းစားမတွေအခုကြည့်လိုက်အဲ့ဒါတွေမဟုတ်ဘူးနော်သူတို့နဲ့အတိတ်တယောက်ကိုကြတော့မတ်စုံကိုဒီလိုသွားပြောပေးပါတဲ့ကျမပြမယ်မိမို့အတန်ကိုကျမပြမယ်တလောက်တောင်အစဲထူမရိုင်းသူတို့ရဲ့ TikTok မှာပတ်စံရဖို့အရေးအခုကျမကိုဆဲလိုက်တဲ့အခါကျတော့ TikTok မှာလေ10 million လောက်ရတယ်ထင်တယ်10 million ဆိုလို့ရှိရင်ဒေါ်လာအနည်းဆုံးက250 300နဲ့ကျမတိတ်ခါတွေနဲ့ကိုကြည်စမ်းမအောင်ဘလောက်ထိအောက်တန်းကြတာမဟုတ်ကတွေလိုက်လို့ဟုတ်ကတွေပြောမဟုတ်ကအတူတွေလို့အခုခေတ်ကလေလူလိမ်နေရလဲအရန်ပေါ်တာတကယ်ကိုမှဗျောင်လိမ်တဲ့သူရဲ့မှန်တာပြောနေရင်သူတို့ကလုံးဝကိုဘာဖြစ်တော့အောက်တန်းကြစွာတိုက်ခိုက်ပြီးလူလိမ်နေဆိုတအားယုံတာအခုကျမပြမယ်အမကြီးကြည့်ပါဦးနော်ပောက်ကရတွေနဲ့တိုက်ခိုက်နေတယ်တွေ့တယ်မလားအေးအမမဟုတ်ဘူးဟေ့ပုံတွေကိုကြည့်လိုက်ငါလည်းမဟုတ်ဘူးအဲ့တော့စဉ်းစားကြည့်တရားစွဲပြရမှာပေါ့အရင်ကဗီဒီယိုဟောင်းနေရမဟုတ်ဘူးကြားလာနေပြီငါ့ဗီဒီယိုကိစ္စတွေနဲ့လည်းရှင်းထားပြီးသားဟုတ်ပြီနော်ရှင်းထားပြီးသား YouTube မှာတွေလည်းတင်ထားပြီးသားအချိန်လည်းပြောထားပြီးသားအကောင့်တွေလည်းအကုန်ထားပြီးသားဘလို့အောက်တန်းစားတွေကလူလိုပြောမှလူလိုပြောနေတာကိုခွေးတွေကလုံးဝနားမလဲဘူးဘလို့လောက်ကြမှာမိမစုံမဖမစုံမတယ်တခါတည်းပုံနေနဲ့ဖြက်မြက်ကတ်တွေလှုပ်ပြီးတဲ့အခါကျတော့ဟိုဟာတွေဒီဟာတွေနဲ့ကဘာအောကားတော့ငါတို့နေခဲ့တဲ့ကာလကလေကြောင်းမှာပဲနေခဲ့တယ်မှန်ကန်လုတ်တယ်နင်တို့တတ်တိရှိလို့ရှင်ကိုရီးယားလူတွေနဲ့ကိုယ်စလဲလုတ်ပြီးတော့ငါ့ကိုလာပြီးတော့တရားစွဲလိုက်လေငါနင်တို့တရားစွဲချင်လို့ဘသူအာမခံမလဲအဲ့ဒါဆိုနီလာထိတ်လို့လာခဲ့လားငါအခုဒီအိမ်မှာနေတာဘယ်နှလရှိပြီလဲဆို4လပိုင်းကလား5လ4လပိုင်း20ခုကလာတာ9လပိုင်း6လပိုင်း9လပိုင်း10လပိုင်း9လပိုင်းနဲ့ဒီကိုယောက်ျားဘယ်နှယောက်လာလဲမှာ CCTV ရှိတယ်စစ်လို့ရတာ9နှစ်တာ CCTV ရှိတယ်အကုန်ရှိတယ်ရောင်ထွန်းဖို့မှာနေတယ်3နှစ်ငါခန်းထဲကိုဘယ်ယောက်ျားဝင်လဲအကုန်စစ်လို့ရတယ်မီးချောင်းလင်းပေးတဲ့ security အဖအကြီးကလွယ်လို့ဘတော့မှမလာဘူးအဲ့တော့စဉ်းစားကြည့်လိုက်ဒီလိုအောက်တန်းစားတွေကိုပြမယ်နောက်တစ်ခုကသူတို့ရဲ့အတိကောင်လေးကိုကျွန်မပြမယ်ကျမနဲ့မိမိုးနဲ့သူ့သေးကိုသေးပဲအကောင့်မဟုတ်ဒီမှာကြည့်လိုက်အကောင့်မှာဒီနေ့ကိစ္စကိုငါပြမယ်နော်အဲ့ဒီဖြစ်စဉ်ကကြတော့မတ်ဆိုနီလာထေးကကြတော့ငါသူ့ကိုရှစ်ချင်းလည်းမရှိဘူးမုန်းချင်းလည်းမရှိဘူးဒါပေမဲ့ तू ကနေပြီးတော့ငါ့ကို message ကြမှာကွာ
ချစ်ချင်းလည်းမရှိဘူးမုန်းချင်းလည်းမရှိဘူးလို့သူတစ်ပါးကိုလိုက်ပြီးတော့အဲ့လိုလုပ်တဲ့အောက်တန်းစားတွေမိမစုံမဖမစုံမတွေကျမမိဘတွေရောဘယ်လိုလုပ်မှာတော့ဆဲတာမှညင်ညစ်ပတ်ပတ်အကုန်ဆဲတာအကောင်မရဲ့ဗီဒီယိုတွေမှန်တမျှကျမကိုဘလော့ပြီးတင်ထားလေကျမအကုန်ဒေါင်းထားပြီးသားအကုန်ဒေါင်းထားပြီးသား သူကငါ့ကိုစာပို့တယ်သူကငါ့ကိုအရင်လာပြီးတော့လာဆဲတာ ကျမကပဲသူလိုမိန်းမကိုအရင်ဆဲတာလေကျမလိုမိန်းမကသူလိုမိန်းမကိုအရင်ဆဲစရာလည်းအကြောင်းမရှိဘူးသူတို့လိုမျိုးတပုံတင်နှစ်ပုံတင်ကိုကျမဘာမှမပြောဘူးကျမကိုယ့်ဟာကိုယ်နေတာကျမစံဖို့ပဲရှိလို့ကျမအေးစစ်စစ်နေတာကျမနားချိန်နားတယ်ကျမစာလုပ်เสียရှိတာစာလုပ်တယ်မကြည့်ကြည့်လိုက်နောက်ထပ်ပြောမယ် တေးလေးကနေဆိုင်နေသူ့ဘက်ကလည်းငါ့ကိုမဟုတ်တာတွေကိုတင်နေအဲ့လိုမျိုးတွေလျှောက်ပြောတယ်ပေါ့ကွာပြောရင်လည်းပြဿနာအဲ့လိုမျိုးအကြီးအကျယ်ဖြစ်သွားတာငါဘက်ကလည်းသူ့ကိုငါအဲ့လောက်ထိစိတ်ထားယုံမာတယ်သူမဟုတ်ဘူးဟာငါဘက်ကလည်းသူ့ကိုအဲ့လောက်ထိနစ်နာစေခြင်းလို့တဲ့စိတ်မရှိဘူးဒါပေမဲ့တချို့သူကတင်တော့လဲငါလည်းအဲ့လိုမျိုးပေါ့အဲ့လိုမျိုးပြန်တင်ရတဲ့သဘောမျိုးပဲပေါ့နော်ဥပမာအပြင်သူငါ့ကိုအဲ့လိုမျိုးကြီးပေါ့ဟာတခြားကိစ္စတော့ငါမှသူနဲ့ကဘာမှမရှိပါဘူး တွေ့တယ်မလား တော်တော်အားနေလေ တွေ့တယ်မလားတူတူ အားနေတော့ငါလည်းသူ့ကိုပြန်စလိုက်တဲ့သဘောမျိုးပဲ တွေ့တယ်မလားသူအားနေလို့တဲ့ကျမကိုစတာတဲ့ကြည်စမ်းဆဲဆိုပြီးတော့မိုးမွန်အောင်ဆဲဆိုညစ်ပတ်ပြီးဒီလိုပါစမ်းမှမသိစအိုမှမသိဒီလိုအောက်တန်းစားမတွေကျမသူတို့ကိုလေသူတို့လောက်လည်းမဆဲတတ်ဘူးဘရော့မဆိုကျမတို့ဆဲလာကြည့်ဖာသမပဲဒါပဲတိထက်ပို့ပြီးတော့မဆဲတတ်ဘူးဒီမှာကြည့် နာစေခြင်းလို့တဲ့စိတ်က နစ်နာစေခြင်းလို့တဲ့စိတ်မရှိလို့ကြည်စမ်း နိုင်ငံရေးတွေပါတာပါညာဆိုအဲ့ဒါမျိုးကြတော့လည်းငါလည်းတစ်ချက်လေးနည်းနည်းလေးစိတ်တူတော့နည်းနည်းဟိုပြင်းထန်လေးပြန်ပြီးတော့တုံ့ပြန်လိုက်မိတယ်ဒီလောက်ပဲကျန်တာငါသူ့အပေါ်မှာဘာစိတ်မှမရှိဘူးဖြစ်တဲ့ပြဿနာဟိုဗာလဲသူအင်ကြီးပိုင်းအောင်ဝတ်တာလေအဲ့ဒါဟိုဗာလဲစလိုက်တဲ့ဟာနေပြီးတော့ဇလန်စသွားတာသူအင်ကြီးပိုင်းအောင်ဝတ်ပြီးတော့ငါ page မှာလေအဲ့ကိစ္စကနေစတာ သူပန်းရောင်ဝတ်တာတဲ့ကျမတို့ဒါလွတ်တော်ရှိမှာဟိုရခင်တော့ရိုက်ထားတဲ့ကျမဦးလေးတွေရိုက်ပေးထားတဲ့ပုံထင်တယ်သူဖာသူပန်းရောင်နဲ့တင်အဲ့ဒီပန်းရောင်ကိုလေစွတ်ကျဲဂျိုင်းပြတ်တင်နဲ့လဲ AI နေနဲ့ပြင်တင်နောက်ခါကျတော့အခုလဲကြည့်လိုက်အောကားတွေဘာညာနဲ့ HD ကျမအစကလေးပြောထားပြီကျမမဟုတ်တာမလုပ်တဲ့သူဖြစ်တဲ့အတွက် HD ဆိုလဲတင်အစကလေးอ่ะတင်ခိုင်းထားတာသဘောပေါက်လားအဲ့ဒီဗီဒီယိုတင်တဲ့လူကလဲလေတက်နိုင်ဘူးတို့ကျမပြောထားပြီးသားကျမအဲ့ဒီလူတွေရဲ့ပုံကြီးတင်ထားပြီးသားကျမတို့လှဲတန်းဘက်ကအောင်မြေသားစီအိမ်ညာဘက်မှာနေတဲ့တက်နိုင်ဘူးဒါပေမဲ့အခုအဲ့ဒီဟာကသူတို့ကလူလိမ်နေမလို့6လတစ်ချိန်ပြေးနေရတာနောက်ဆုံးမှကျမတို့မှော်ပြီးဘက်မှာနေတဲ့တန်တယ်ပင်ရက်ကွက်မှာသူတို့ငှားနေပြီးတော့အဲ့ဒီလူတွေကနေပြီးတော့မှရှောက်တင်တာဘာကြောင့်လဲဆိုတော့သူတို့သားကိုကျမကိုရီးယားမှာလိုက်ဖမ်းလို့သူတို့သားလဲပြန်သွားပါပြီ2019လောက်ကထင်တယ်လိုက်ဖမ်းလို့ကျမရဲ့ပုံလေးကိုတင်တယ်ကျမရဲ့ပုံလေးနဲ့စတယ်ကျမအေးစစ်စစ်နေတာအဲ့ဒါကိုလိုက်လုပ်တာနော်အဲ့တော့ဒီဖနတ်တယ်မကိုရှင်ရိုင်းပြောမယ်ကျမကတော့အပေလုံးမှာနော်နင်တို့ပြောထားပြီးသားနော်မိမို့ငါဒီမှာရင်ပြောလိုက်ပြီနင်သိငါသေးပဲသဘောပေါက်လားနင်တောင်းမှမတောင်းမှတော့နင်သိငါသေးပဲလူငါပြီးတတ်ကြတာပေါ့ဟုတ်ပြီနော်ငါကလေလိုက်လွှင့်ပြီးတော့ပြောမှာနင်သိလို့ရှိရင်လဲငါပြီးတိုက်ရင်လဲတက်လိမ့်မယ်အဲ့ဒါတော့တရားရုံးမှာရှင်းကြပေါ့ဟုတ်တယ်နော်တက်သေးရှာကြပေါ့နင်သိငါသေးပဲကောင်မနင်တို့တွေအောက်တန်းစားတွေကိုအဲ့လိုတယောက်လောက်ကိုတတ်ပြပေးလိုက်တော့မှအောက်တန်းစားတွေဘာလုပ်သွားမှာတော့ငြိမ်သွားမှာအောက်တန်းစားတွေမသေးသေးရွေးရတော့နင်တို့တွေမလွယ်ဘူးပဲငါဒီကနေပြီးတော့မှပြောတာနော်ကိုရီးယားမှာရှိတဲ့ຫນွေပန်းဤဖြိုးဝေတွေလဲသူတို့ရဲ့အောက်တွေမှာမန့်နေသွားရေးလိုက်တယ်အဲ့ဒီကိုရီးယားမှာရှိတဲ့ຫນွေပန်းနဲ့ဤဖြိုးဝေကကျမတိုင်ထားပြီးသားဤဖြိုးနဲ့ຫນွေပန်းဟာလေသူတို့နဲ့ပေါင်းသိနေတဲ့ငွေပုနဲ့ဒီမီမိုးနဲ့လည်းရန်ဖြစ်ဖူးတယ်ဒါပေမဲ့မီမိုးရဲ့အောက်မှာတော့ပြီးတော့ဘာလုပ်နေတာမီမိုးကိုလေရော့အကောင်မကိုဒါပြောအကောင်မကဒါသူတို့တွေအကုန်လုပ်နေတာကျမရဲ့ပုံနေဆိုလို့ရှိရင်ဥပမာညဘက်မှာကျမတို့စူဝန်ဘက်ကိုကျမမီးပုံးပြန်စီးသွားတယ်
စီပုံစူငဘက်ကိုမီးပုံပြန်စီးတဲ့အခါညဘက်ကြီးဖြစ်နေတယ်အဲ့ဒီညဘက်ကပုံတွေအားလုံး access ရိုက်ပြီးသွားတာနဲ့ AI တွေနဲ့ပေါင်းပြီးတော့မော့နေတဲ့ပုံနဲ့ဆိုလဲဘာလုပ်တယ်ညာလုပ်တယ်တွေနဲ့အခုကြည့်လိုက်ကျမပုံပြတယ်ကျမရုပ်လားဒီလိုအောက်တန်းစားမတွေကလေအခုကြမှာလေဒီကောင်မလည်းသူ့ကိုလာဖို့ရင်ကျမထင်ပြီးတော့ဒီတိုင်းတင်တာနေရမယ်နောက်ဆုံးကြမှာစတာဘာညာနဲ့လာမလုံနဲ့ညတို့တွေအသေးစိုးနဲ့သေမှဘာလုပ်မှာညတို့မှတ်မှာဒါကြောင့်မလို့ကျမဆိုလဲဒီကိုရီးယားမှာဤဖြိုးဝင်နဲ့ຫນွေပန်းတို့အုပ်စုကိုတရားရုံးကိုတင်ဖို့အတွက်ကျမစာလုပ်လိုက်သူတို့ကိုတေးသေးချာချာလုပ်ဖို့အတွက်ဘာကြောင့်လဲဆိုတော့ကျမဟာဒီတူးတက်တန်းမကုန်ခင်ကျမကနောက်နှစ်မှာဒီတန်းဖြစ်မှာโอเคဒီတန်းပြောင်းပြီးသွားတဲ့အခါကျမစီးပွားရေးလုပ်မှာမဟုတ်လို့ဒီတန်းပြောင်းမှာနင်တို့ကိုကြိုပြောလိုက်မယ်နော်ဒီတန်းပြောင်းမှာဖြစ်တဲ့အတွက်ငါဒီတူးကာလမှာနင်တို့တွေဒီအောက်တန်းစားတွေဆိုတာကိုငါတရားရုံးမှာတင်ဖို့အတွက်ငါဒီမြန်လုပ်နေတာသဘောပေါက်လားငါဒီတူးရှိနေတဲ့ကာလမှာနောက်နှစ်ထိရှိပါတယ်မပူပါနဲ့ဒီတူးကအများကြီးကြံသေးတယ်ဒီကောင်မတွေအားလုံးကိုကျမတရားစွဲဖို့အတွက်ဘာလုပ်နေတာတချို့တွေလိန်လည်မှုတွေခိုးမှုတွေအဲ့ဒီမြောက်နေတဲ့ကောင်မတွေကိုလည်းဘာလုပ်ရမလဲရဲစခန်းမှာအဲ့ဒီကောင်မကိုအရင်တိုင်ဖို့အတွက်အဲ့ဒီကောင်မကိုလိန်မှုခိုးမှုနော်တိုင်ဖို့လုပ်နေရတယ်ကျမမှာတယောက်တည်းနောက်တစ်ယောက်သူတို့တွေအားလုံးကိုကျမရှေ့အနေနဲ့တွားကြည့်ပြီးကျမအခုဂျုံပီစောမျိုးဆိုတဲ့စာအုပ်ပြင်ဆင်ဖို့အတွက်ဒီကောင်မတွေကိုကိုရီးယားမှာမှတ်လောက်ကားလောက်တရားရုံးကလုံမှာသူတို့တွေဒဏ်ကြေးပေးလိုက်ရလို့ဒီကောင်မတွေမမှတ်ဘူးအခုမီမိုးအောင်မှာလဲတွားလုံနေတာဤဖြိုးဝေတို့ຫນွေပန်းတို့ကျမမှာအခု access ရှိတယ်ຫນွေပန်းဆိုလဲဥမာကြီးကင်ဆာတဲ့ကိုယောဂကို view site ပါမဟုတ်ဘူးဤဖြိုးဝေဆိုလဲသူ့မှာတမီးရှိတယ်သူ့တမီးကို view site ပါ no view site ဘူးကျမကိုပဲ view site တာကျေးဇူးတော်အများကြီးတင်တယ်ဘာကျမကိုမနာလို့တာအခုမီမိုးလဲအားနေတာဟုတ်တယ်ဒီကောင်မကိုလည်းထိရောက်လုံမှာမီမိုးဆိုတဲ့ကောင်မကိုပြောလိုက်မယ်နင်မတောင်းမှရင်တော့မရဘူးနော်နင်လုံနေတာတွေအားလုံးကိုနင်သိတယ်နော်ဒါပေမဲ့နစ်စိတ်တက်ကလည်းအဲ့လောက်ထိရုံမာတဲ့စိတ်တက်မှုဖန်တဲ့ဒီလောက်တောင်မိမဆုံးမဖမဆုံးမတွေတအားဆဲဆိုပြီးတော့မရိုင်းနေတာဘလို့ဟာစားတွေတော့နင်တို့အတန်းရှင်းရှာရဲဆိုနီလာဖေကိုပြောလိုက်ရင်နင်တို့ပတ်စံနေရတယ်ဆိုပြီးနင်တို့ဘာတွေလုပ်နေကြရတာနင်တို့ဆဲတာတွေကနားလည်းမခံနိုင်ဘူးငါရုပ်လည်းမဟုတ်ဘူးမိမဆုံးမဖမဆုံးမတွေဟဲ့ပြီးရင်တွေ့တယ်မလားသူတို့တငယ်ချင်းတွေနဲ့ပြောတော့မရည်ရွယ်ပါဘူးလေဘာလေနဲ့ကျမရဲ့အကောင့်3ခုလုံးအကုန်ဘလော့ပြေးတယ်တစ်တော်ကနေလည်းဘလော့ပြေးတယ်ကျမကလေသူဘလော့ပြေးတဲ့အခါကျတော့ကိုကလည်းမဘလော့ဘူးကွာထားလိုက်အဲ့ဒီကနေခဏနေပါဖြစ်လဲဖွင့်ပြီးတော့လာဆဲလိုက်ကိုရီးယားအိတ်နေပြီမနဲ့ကြာကြည့်လိုက်ဆဲထားတာအများကြီးပဲကျမပြီးလို့ရှိရင်အဲ့ဒီဆဲထားတဲ့ဟာတွေပါတင်ပေးမယ်ညစ်ပတ်ဆဲတာမှရေးလဲကျမနေရောမနေခင်ရတော့မှထိုင်းရဒီဘက်ကအမကိုအဲ့ဒီမီမိုးကိုဖနှက်တယ်ကိုတိလားဆိုမတိဘူးတဲ့အေးပေါ့ဒီဘက်ကကျမတို့မဲဆောက်ဖက်နဲ့သူတို့ဖက်နဲ့ကြတော့နည်းနည်းဟိုလိုမျိုးလှမ်းနေတယ်နေရမယ်မတ်စွန်နဲ့ဖုံးပြောထားတဲ့ဟာတင်နေတယ်ဆိုတာမဟုတ်ပါဘူး तू ဟိုဟာလို့ပြောနေတာမဟုတ်ဘူးလားအဲ့ဒါကကျမပြောမယ်ပထမတစ်ခါမှာ तू လုံးဝဖုံးကင်ဒုတိယတစ်ခါမှာကျမကိုဖုံးခေါ်လာလို့ကျမကင်လိုက်တဲ့ချိန်မှာထိုင်းလို့တွေပြောသွားတယ်ကျမတအားကောင်မှဒေါသထွက်နေတယ်ဒီမှာကြည့်လိုက်သူ့ကို stupid လို့ပြောတာလေထိုင်းလို့ကြီးပဲပြောနေတာနော် तू ဘာတွေပြောလို့ပြောမှမသိအောက်တန်းစားမှအဲ့ဒါကမှဘာဖြစ်လဲ तू နဲ့ကျမနဲ့ပြောတယ်ဆိုပြီး तू လိန်တာမဟုတ်ဘူးလားဒီမှာကြည့်လိုက်ဒီလိုအောက်တန်းစားမတွေကအဲ့လိုညာတာတွေ့လားဒီလိုညာမယ်မှန်းသိလို့ကျမကဒီမှာကြည့်လိုက်ဘလော့လိုက်ပြန်ဖြေလိုက်လုံနေတာကျမပြမယ်ဒီလိုကောင်မကလေဒီမှာတိတိကျကျပြမှာကျမတို့ကဘတော့မှလိန်ညာတတ်တဲ့လူမဟုတ်ဘူးဒီမှာတော့သူဖုံးဒီမှာကျမဗီဒီယိုကောနဲ့ခေါ်တယ်ဒီကောင်မမကင်ဘူးနော်မကင်ဘူးလုံးဝ no answer တွေ့တယ်နော်မကင်ဘူးကျမတို့ဒီမှာကြည့်လိုက်ဒီလိုမဟုတ်ကဟုတ်ကပုံနေပို့တယ်ကျမပြမယ်ကျမလည်းမဟုတ်ဘူးညဉ့်ညမ်းတဲ့ပုံတွေကိုလှုပ်ထားတာဒီမှာကျမဟုတ်လို့လားဒီလိုအောက်တန်းစားမညနာတော့မကြည့်ပဲနဲ့သူတစ်ပါးသားသမီးကိုစော်ကားနေတယ်သူတို့လိုလင်း2ယောက်3ယောက်နဲ့အဆင့်ရဓမ္မကြည့်လိုက်ကျမပုံနေနဲ့လိုက်လုတ်တယ်ပောက်ကရတွေဓမ္မကြည့်လိုက်ပ
ပေါက်ကရတွေအဲ့လိုမျိုးတွေလိုက်လို့ဒီမှာခွေးတွေနဲ့အဲ့လိုမျိုးဖြစ်နေတဲ့ဟာတွေလိုက်လိုက်လောက်တောင်မရိုင်းတာတော့ပြီးလဲဓမ္မကြီးလိုက်ရေးထားတယ်ခွေးလုံးမတဲ့ရေးထားတယ်နော်ငါအဲ့လိုနေရာတွေမသွားဘူးဘာညာနဲ့ပြောတော့ तू ကျမကိုဘလော့သွားတယ်တဲ့ဒီလိုတချောင်းဖြစ်နေတာโอเคဓမ္မပြီးတဲ့အခါကျတော့ hi တဲ့ဖုန်းဆက်လိုက်ဘာညာနဲ့ तू ပြန်ပြီးတော့ဖုန်းခေါ်တဲ့အခါကျမကင်တယ်ဒီဟာကိုဘာလုပ်တာတော့ तू တင်တာနေရမယ်ကျမကင်တယ်ကျမသွေးကြောင်နဲ့ तू မဟုတ်ဘူးပြီးတော့ဓမ္မလောက်သွားတယ်ဓမ္မ तू ခဏကဒီမှာတချောင်းက तू ဘလော့သွားတယ်ဟာနော်ဒီမှာကြည့်လိုက်ဒီနှစ်ချောင်းဆိုဘာဖြစ်လဲဒီမှာနှစ်ချောင်းဆိုဘာလုပ်လဲ तू ဘာလုပ်တယ်ဖတ်သွားတယ်နင်လိုကောင်မရဆဆကျမတင်းသွားတဲ့အချိန်ကြတော့ဒီမှာကြည့်လိုက်အခုမှတစ်ချောင်းပဲရှိတော့ तू ဘလော့သွားပြန်ပြီဟုတ်ပြီနော်ဒီလိုအောက်တန်းစားမှအဲ့ဒါ तू ဖုံးဒါကျမကညာစရာအကြောင်းမရှိ तू နဲ့ချက်ကိုတိုင်ပြလိုက်တာဘလော့လိုက်လှုပ်လိုက်ပြီးတဲ့ခါကျကျမနဲ့ तू နဲ့ဖုံးပြောတယ်ပေါ့ကျမမပြောပဲလို့ညာတယ်ပေါ့အဲ့လိုအောက်တန်းစားတွေဒီလိုအောက်တန်းစားတွေကပညာတတ်တွေကိုလိုက်ပြီးပါလုပ်နေတာအောက်တန်းကြဆိုတိုက်ခိုက်နေတာကိုကျမတို့အမှန်တရားဘက်ကရင်ဆိုင်အမှန်တရားကိုချစ်မြတ်နိုးတဲ့သူတွေကတွားပြီးသူတို့အောက်ကနေမမှန်နဲ့ဒီလိုအောက်တန်းစားတွေနဲ့ဘာလုပ်မလဲဆို report တာထုတ်ပေးကျမရုပ်လည်းမဟုတ်ဘူးပြီးတဲ့အခါကျကျမကဘာဖြစ်လဲ HD ဖြစ်တယ်လို့ဘာလို့လိုက်လုံနေတာသူတို့ရဲ့ဟာသူတို့တွေကောင်းမွန်လေးလည်းမလုပ်ဘူးကျမလိုအစင်အတန်းနဲ့ကြည်စမ်းမအောင်ကိုရီးယားမှာလေကျမပြောမယ်ဒီလိုမျိုးဖြော့ကြည့်ကတ်ထားတာဒါတွေနန်ရန်ကတ်ထားရင်တော့အဖြူပဲကတ်ထားတာဘတော့မှအစိမ်းရောင်စုပ်ပြတ်တက်ပြီးကလကာတွေလည်းဘလို့မှမရှိဘူးအရန်ကိုမှမရိုင်းပြီးတော့အရန်ကိုမှအောက်တန်းကျပြီးတော့တကယ်ကိုမှသူ့မိဘတွေကလည်းကြုံအဆင့်တွေကဒလိုတွေမွေးထားပြီးတဲ့အခါအောက်တန်းစားတွေမိမိုးကိုပြောမယ်နော်အေးနင်မသိဘူးဆိုလို့ရှိရင်နစ်ကလေးတွေပါငါမချမ်းဘူးနော်ငါဘာကြောင့်လဲဆိုအစကတည်းကလေအိမ်တောင်လည်းမပြုတ်သူတို့ဘတော့မှယောက်ျားလည်းယူမှလည်းမဟုတ်သူတို့ကလေးလည်းမွေးမှလည်းမဟုတ်ဘူးနေနဲ့ငါနဲ့တချီချီမှတွေ့မှာသဘောပေါက်တယ်နော်ကိုနေငါကိုမတောင်းမှဘူးဆိုနင်သေးငါသေးပဲလို့မှတ်ထားလိုက်မိမိုးနင်တို့တွေရဲ့အောက်တန်းကျစွာလုံမှုတွေအားလုံးကိုဘတော့မှခွင့်မလုပ်ဘူးအေးဒီကောင်မတွေမှာဘတော်မလေးဖုံးလဲကင်မှာလည်းမဟုတ်ဘူးအမြဲတမ်းဒီလို WhatsApp ပဲရှိတာဘာကြောင့်လဲဒီလိုကောင်မတွေကအမြဲတမ်းပြေးနေရတာလူတိုင်းကိုလိုက်ပြောလူတိုင်းကိုလိုက်ဆဲဘလို့တွေလောက်ကြမှာတော့ဒီလိုအောက်တန်းစားတွေဟိန်းစော်ညိုတို့ကလည်းသူတို့ကိုပို့ကိုရီးယားຫນွေပန်းလို့ပို့ຫນွေပန်းလို့ဆိုတာတက်လိုက်ရအောင်လုတ်တယ်ဆိုပြီးတော့ကျမကိုမနာလို့တာကျမကိုမနာလို့တာနောက်ခါကြလို့ရှိရင်ဤဖြိုးဝေတို့တွေပို့ဘာတွေလည်းမသိဘူးအဲ့ဒီ post တွေအားလုံးຫນွေပန်းလဲတင်လို့ကျမရဲတိုင်လို့ဒီကောင်မှဒဏ်ကြေးပေးရတယ်ဤဖြိုးဝေလဲတင်လို့ဒဏ်ကြေးပေးရတယ်သူတို့ကိုအခုတရားရုံးကိုအဲ့ဒါတွေနဲ့ပတ်သက်ပြီးတင်အောင်ပါတရားရုံးကနေတိုင်အောင်ပါရှက်လည်းမရှိကြဘူးအားလုံးကတပူးလက်စီပေါက်သွားတာကျမကိုမဟုတ်ကပြောပြီးသူတို့အားလုံးဘာဖြစ်သွားလဲပေါက်သွားပြီအဲ့ဒါဘယ်လိုလုပ်ကြလဲဒီလိုအောက်တန်းစားတွေအောက်တန်းကြတဲ့ကျင်နေမုတ်ကဟုတ်ကတွေပြောမုတ်ကဟုတ်ကပုံနေဖြက်ညက်ကမုတ်ကဟုတ်ကဟာတွေလို့ဘယ်လိုလုပ်ကြမှာတော့ဒါကြောင့်မလို့အမေစုတို့လိုပညာတတ်တွေတခြားပညာတတ်တွေအားလုံးကထောင်ထဲမှာပဲတေးကြရမှာလားဒီလိုပညာတတ်တွေအားလုံးကဒီလိုအောက်တန်းစားတွေရဲ့အပြောတွေကိုပဲခန်းနေရမှာလားကျမကိုပြောကြပါတယ်မတ်ဆုံရဲ့ပြန်မပြောပါနဲ့တော့ဘာညာနဲ့ပြန်မပြောလို့ရှိရင်အောက်မြန်မာပြည်မှာအောက်တန်းစားများတယ်အဲ့ဒီအောက်တန်းစားတွေကနားမလဲဘူးလုံးဝနားမလဲဘူးတချို့လူကောင်းတွေပဲနားလဲတာအဲ့ဒီအောက်တန်းစားတစ်တိုက်ကလုံးဝနားမလဲဘူးအခုကျမဘက်ကနေကူမန့်ပေးတယ်တဲ့လူတွေအားလုံးလိုက်ပြီးတော့ report ထုတ်တယ်အခုမိမိုးကတင်ထားလိမ့်မယ်ကျမနဲ့ဖုန်းပြောတယ်ပေါ့ကျမနဲ့ဖုန်းပြောပြီးသူလိန်ဖို့အတွက်အဲ့ဒါကို record ယူတာrecord ယူပြီးတော့ထိုင်းလို့ပြောတာထိုင်းလို့ဘာလို့ပြောလဲမသိဘူးကျမလည်းထိုင်းလို့မသိဘူးဗမာလို့မပြောဘူးနော်မိမိုးဆိုတဲ့အောက်တန်းစားမမိမဆုံးမဖမဆုံးမနင့်အတက်ကိုဘိုးချမ်းမို့ထဲညလို့အောက်တန်းစားမကိုဘိုးချမ်းမို့ထဲဖနက်တယ်မဖနက်တောင်ကဖနက်စုပ်ရောင်းစားတဲ့ဟာမသူတို့လုံကူရဈေးထဲမှာရှိတယ်ဒီလိုကောင်မတွေကဟိုဟာတွေနဲ့ဖြတ်ညက်ကတ်လို့ဒီဟာတွေနဲ့ဖြတ်ညက်ကတ်လို့
အမှန်တကယ်ဆိုရင်ဗျာကျမတို့တွေကိုယ့်ရဲ့ပညာရေးချင်းတွေအားလုံးနဲ့မြတ်မြတ်တဘုဒ္ဓတွေပြောရမယ်ကိစ္စကိုဒီလိုအောက်တန်းစားမတွေကိုဆဲဆိုပြီးတော့စက်သိရင်တုံလုံးအားကြီးတယ်ဟုတ်တယ်အဲ့ဒီဟာတွေနှစ်ခုလုံးကကျမကိုဘလော့ထားတာဘလော့တာဖြေပေးလို့ပြောပေးပါသူတို့လိုလူကပတ်ပတ်ကိုရှိတာဒါပေမဲ့သူတို့လိုလူကိုအားပေးပြီးလိုက်ကြည့်တဲ့လူတွေကိုကတည်းကဘလို့လူတွေလည်းမသိကျမလည်းစဉ်းစားလို့မရမြန်မာပြည်ကလူတွေကလေဆဲတဲ့ဟာတွေကိုပဲမလုပ်တာတော့လိုက်ပြီးတော့ကြည့်ကြတာအဲ့ဒါကိုကတည်းကပညာမဲ့တွေဖြစ်နေတာတကယ်ဘဟုတုတရမယ်ဟာဆိုကြည့်မဲ့သူမရှိဘူးဘီယူမရှိဘူးသူတစ်ပါးကိုဆဲနေတဲ့ဒီကောင်မဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ဆိုကြည့်လိုက်ကြတဲ့လူကိုဒါတွေအားလုံးကပညာမဲ့တွေဖြစ်သွားတာဟာဗျာသိလားတော်တော်ကိုရင်နာဖို့ကောင်းတယ်ကိုနဲ့မဆိုင်ကြော်လိုက်ပေါ့မဟုတ်ဘူးဆဲနေပြီဆိုအားလုံးကစိတ်ဝင်စားကြတယ်တကယ်အကောင်းပြောပြီဆိုဘလူးမစိတ်ဝင်စားကြဘူးဘလို့လောက်ကြမလို့အဲ့ဒီကောင်မတွေကျမတို့ကိုအဲ့လို AI နေနဲ့မုတ်ကဟုတ်ကတွေလောက်သိတယ်မလားဟိုမော့နေတဲ့ပုံနဲ့ပေါက်ကရ40သူတို့တွေအားလုံးကလင်း340ယူထားတဲ့ကောင်မတွေမိမိုးဆိုရင်လေအဲ့တော့ဒီလိုအောက်တန်းစားမတွေဒီလိုအောက်တန်းစားတွေကသူတို့ရဲ့အဲ့လိုလိန်ဆက်ဆန်တဲ့အခါမှာခံစားချက်ပုံတွေကိုသူတစ်ပါးကဒီတိုင်းနေလို့တစ်ခါတလေများဖြစ်သွားရင်အဲ့ဒါကို access ရိုက်ပြီးတော့လိန်ခံစားတဲ့ပုံလူယူဆပြီးတော့လိုက်လုံနေကြတာကျမနဲ့ရန်ဖြစ်တဲ့သူတွေကလေအ ਨੇ ဆုံးကကျမနဲ့ရန်ဖြစ်တဲ့မိန်းမတွေကိုကြည့်ကြည့်လိုက်အ ਨੇ ဆုံးကလင်း2ယောက်တယ်ဒါကြောင့်မို့သူတို့ထွက်လာတဲ့စကားတွေအားလုံးကမတ်ရိုင်းစုပ်ပြက်ဘလို့လူအောက်တန်းစားတွေနဲ့လာတွေ့ကြတယ်မသိဘလို့လောက်ကြတာကျမတို့ဒီကောင်မတွေကိုတယောက်လောက်တပ်ပြမှာပဲသူတို့ဘာလုပ်သွားမှာလဲငြိမ်သွားမယ်ထင်တယ်တယောက်လောက်တပ်ပြလိုက်တဲ့အခါကျမှငြိမ်သွားမယ်ထင်တယ်ကျမတက်ရဲတယ်နော်ကျမလူတက်ရဲတဲ့လူနော်မတက်ရဲဘူးမထင်နဲ့ကျမတိတ်ခါအဓိကနော်မိမို့ကိုပြောလိုက်မယ်တောင်းပန်မတောင်းပန်ရင်တော့你木送木不ကြ木ထဲကျမကိုရီးယားလို့ပြောလိုက်တာဟုတ်ပြီနော်နေအောင်မှထိုင်းလို့ပြောသေးတာပဲအဲ့ဒါကိုကိုရီးယားမှာရှိတဲ့ဇနီလာထက်ရဲ့ကြုံနေဘာသာပြန်ပြီးတော့မိမိုးကိုပြန်ပေးလိုက်ဒီဟာတွေအားလုံးကိုကျမကြုံနေရှိတယ်မိမိုးကိုသွားပြီးတော့ဇနီလာထက်ကိုဒီလိုပြောဆိုပြီးတော့လောက်တဲ့ကိုရီးယားမှာရှိတဲ့ကြုံနေရှိတယ်ဇနီလာထက်အခုလိုမျိုးကိုရီးယားလို့ပြောတာကိုနင်တို့ရဲ့ကောင်မကိုဘာသာပြန်ပြီးတော့ပေးလိုက်ချင်းစောင့်ကြည့်ကြတာပေါ့တယောက်လောက်ကိုတက်ပြလိုက်ရင်တော့ဒီကောင်မတွေဘာလုပ်သွားမှာလဲငိမ့်သွားမှာတက်ပြစရာမလိုပါဘူးသွား32ချောင်းပဲကြောက်အောင်လုပ်ပေးလိုက်မယ်အဲ့ဒါမှထမင်းစားစရာမရှိငိမ့်သွားမယ်တက်စရာမလိုပါဘူးဟုတ်တယ်တက်စရာမလိုပါဘူးသွား32ချောင်းလောက်ကြောက်အောင်ပဲရိုက်ခိုင်းလိုက်မယ်ဘလို့အောက်တန်းစားမှမိမဆုံးမှဖမဆုံးမှသူများတွေများအချိန်ကြီးမရှိကြလို့ဟမ်ဟုတ်တယ်ဒါပေမဲ့တွေ့တယ်မလားဒီမှာတော့နူးနူးညံ့ညံ့နဲ့သူတစ်ပါးကိုရှင်းပြနေတယ်အဲ့လိုမျိုးစိတ်တော့မရှိပါဘူးဘာညာနဲ့သူကလေးမွေးထားတာလားသူကလေးမွေးထားတာလားမသိကလေးစံကြားရလို့လေမေးကြည့်လိုက်အောင်မယ်ဒီလိုအောက်တန်းစားမတွေတကယ်အောက်တန်းစားထက်ဆိုးတဲ့ဟာတွေဘယ်လိုလုပ်ကြလဲအဲ့တော့အားလုံးပဲ report ထုတ်ပေးပါလို့ပဲကျွန်မပြောချင်တယ်ကျွန်မကတော့ကိုရီးယားမှာကိုယ့်အကူတယောက်တည်းနေရအားလုံးလဲကျွန်မရဲ့ live တွေကိုကြည့်ဘူးကြတဲ့သူလည်းရှိတယ်အမြဲတမ်း Eva တယောက်တည်းပဲညဘက်ဆိုရင် Eva အဲ့လိုမျက်နှာပြောင်လဲဆုပ်ဆုပ်ပြက်ပြက်အပြင်သွားရင်တမျိုးထဲထဲမှာပဲနေတာကျွန်မ live တွေကျွန်မ skin ကရောင်းနေတာလဲကြားလာနေပြီကျွန်မအေးချမ်းချမ်းပဲနေတာ
တော့စဉ်းစားကြည့်ဘလို့လူအောက်တန်းစားတွေလည်းမသိပါဘူးကျမတို့ကဒီလိုအောက်တန်းစားတွေနဲ့ရင်ဆိုင်နေရတာတော်တော်ကိုမှတိတ်ခါကြနေပြီဒီလိုအောက်တန်းစားမတွေရဲ့ဆဲဆိုတာကိုခံရတာတယ်ကျမတို့တော်တော်ကိုမှတိတ်ခါကြနေပြီကျမတို့တွေအေးချမ်းချမ်းနဲ့ကိုယ့်ဟာကိုယ်ပညာတွေသင်ပြီးကိုယ့်ဟာကိုယ်ကြိုးကြိုးစားစားနဲ့စကောလာတွေရဖို့ဆိုတာကိုများသူတို့ကလေဟိုလူကိုဘာမဟုတ်တာခံလိုက်လို့စကောလာရလာတာမဟုတ်တာခံလိုက်လို့စကောလာရလာမယ်ဆိုရင်တော့ဖာတယ်မတွေကိုရီးယားမှာအကြောင်းလာတက်နေပြီပေါ့ကျမပြောချင်တာအဲ့တော့ဒီလိုအောက်တန်းစားမတွေနဲ့ကျမတို့တွေကဖက်ဖြစ်နေရတာဘလောက်တောင်တိတ်ခါတွေကြာနေပြီလဲဆိုတော့တစ်ခါတလေကြတော့လေရင်အောင်နာမိတယ်ဒီကောင်မနဲ့မနီးလို့နီးရင်ဘာလုပ်လိုက်မလဲကျမစကားတွေပြောမနေတော့ကွက်တက်ပလိုက်ပြီးရှုပ်လို့စိတ်ချနော်ကျမဒီကောင်မကိုဘာလုပ်မှာလဲပေချာပေါက်သွား32ချောင်းကျိုးအောင်လုပ်မှာစိတ်ချမပူနဲ့ဒီလိုအောက်တန်းစားမနေနဲ့ရင်ဆိုင်ရတာဘလက်ထိအော်ဂလီဆန်ပြီးတော့ဘလက်ထိထွီကျမတအားကိုယွန်လောရကြည့်လို့ကိုရီးယားမှာလည်းအောက်တန်းစားမတွေတအားကိုမှကလိန်စီညံစင်ပြီးတော့မှလေကျမကိုထိုးချနေတာကိုလေရတဲ့ကိစ္စမရှိဘူးသူတို့ရဲ့စိတ်ဓာတ်တွေအားလုံးနဲ့သူတို့ဖြီးစည်းပြီးတော့သူတို့ကလေးတွေအားလုံးကဘာဖြစ်တာပညာရေးတွေချိုးတက်ပြီးအသေးစိုးနဲ့သေမှာကျမကအားလုံးကိုဘာလုပ်မှာလဲရင်ဆိုင်သွားမှာတအားကိုညံနဲ့များတဲ့အောက်တန်းစားတွေနဲ့မှကျမရင်ဆိုင်နေရတာဘလို့မိဘတွေရဲ့အောက်တန်းကြမှုတွေကိုအဆက်အမွေခံပြီးတော့ရလာတဲ့အောက်တန်းစားတွေနဲ့မှကျမနဲ့ဘလောက်ထိရင်ဆိုင်နေရတာမှတ်လို့လေကျမအေးချမ်းနေတဲ့သူကျမကိုမဟုတ်တာလာမပြောသေးရင်ကျမအေးချမ်းနေရမဟုတ်တာလာပြောတာတော့မှကျမအ ਨੇ ဆုံးပါလောက်တာပုံးကလောက်အမြဲတမ်းခွင့်လွှတ်ပြီးသားဘယ်တော့မဆိုလွန်လာရင်တော့မရတာအခုကတအားကိုမှလွန်လာတာဗျာဟုတ်မျိုးစင်ဆက်လိုက်ကရုပ်မာမှုတွေကိုအခုမှအဆက်ခံလာတဲ့တကယ်ကိုမှ infinity ရုပ်မာတာဒီထက်ရုပ်မာတော့ဘယ်လိုစကားပြောရမှန်းတော့မသိအဲ့လိုရုပ်မာတဲ့ကိုရီးယားမှာမိန်းမတွေရောဒီလိုထိုင်းကမိန်းမတွေရောမြန်မာကမိန်းမတွေရောဒီနေ့ပဲကျွန်မအဖေစီကိုဖုန်းဆက်ပြီးတော့ဥခင်သိန်းရဲ့ဘာဖီလိုမဇွန်နီလာထေးကိုထိမ့်ပါညာနဲ့ကျမအဖေတွေကလေအဖေကိုအဲ့လိုပြောတဲ့ကောင်မရဲ့ဖုန်းနံပါတ်ကိုပေးလို့ဒါသူတို့ပြောတာမဟုတ်ဘူးနော်ကျမကိုအမရဲ့အဖေကိုဖုန်းဆက်ပြီးတော့တဲ့အဲ့ဒီဗီဒီယိုကိုတဲ့သူတို့တင်နေတယ်ဆိုလို့ကျမသွားပြီးတော့ပြောတာကျမအိမ်ကကျမကိုမပြောဘူးနော်ဘာကြောင့်လဲဆိုရှက်လို့ကျမတို့ရဲ့အဆင့်အတန်းတွေနဲ့ဒီလိုအောက်တန်းစားတွေကနေဆဲနေတာတွေရှက်လုံးအားကြီးလို့ကျမကမေးလိုက်တယ်အဖေကိုအဲ့လိုမျိုးလာပြီးတော့ပြောတယ်နော်လို့အဲ့ဒီကောင်မရဲ့ဖုန်းနံပါတ်ကိုပေးပါလို့ဘယ်တော့မှမပေးဘူးရန်ဖြစ်မှာဆိုလို့အဲ့တော့သူတို့တွေရဲ့အဲ့လိုစိတ်ထားလေးဒီလိုအောက်တန်းစားတွေရဲ့တိုက်ခိုက်မှုကိုကျမကခံလေးအဲ့ဒီဖုန်းနံပါတ်တွေကိုပေးဆိုမပေးဘူးအခုထိဖုန်းပေးဆိုတာကိုမပေးဘူးကျမဒီကနေပြီးတော့လေဘိုင်ဘာတွေကနေဆက်သွယ်လို့မရလို့ကျမ Facebook တွေမှာသူတို့နဲ့လုံးဝ block ထားတာဘိုင်ဘာကနေကျမဆက်သွယ်လိုက်တဲ့အခါကျတော့ဘာဖြစ်တော့အဆက်သွယ်မခံဘူးဖုန်းကနေပြီးတော့နိုင်ငံခြားကော်ဖီထည့်ပြီးတော့ဖုန်းပြောလဲအဲ့ဖုန်းနံပါတ်ကိုမပေးဘူးဘာကြောင့်လဲဆိုတော့ရန်ဖြစ်မှာစိုးလို့တဲ့ကျမတို့ရဲ့မိဘတွေရဲ့စိတ်ထားအဲ့လိုစိတ်ထားအဲ့တော့ဘာဖြစ်လဲသူလည်းဆဲခံရတာပေါ့ကျမမိဘလေအဲ့လိုအောက်တန်းစားမတွေကလှမ်းဆဲတာနော်ကျမမိဘတွေအထိအောက်တန်းစားမတွေကကျမကိုမနိုင်ဘူးသူတို့ရဲ့စိတ်ထဲမှာအမှန်တရားတွေကဘာလို့လဲသူတို့ကိုဖီးစည်းပြီးတဲ့အခါကျတော့ရုပ်မာမာတွေနဲ့ဘာဖြစ်တော့ဖြစ်နေတာပေါ့ကျမတို့တွေကသူတို့တွေဘလောက်ထိရုပ်မာကျမကားကိုနောက်ကနေတိုက်တာတော့ကျမကိုအကုန်လုံးအစ်စ်လဲပေးလိုက်ရတာကျမတို့ရဲ့ကန်ဆာတာသူတို့လည်းကျမကိုချိန်စာတိုက်နေမှာအောက်လန်းနေလုံနေမှာကျမသိတယ်မလုံเสียအကြောင်းမရှိဘူးအောက်လန်းကိုလုံတယ်ကျမသိတယ်မလုံเสียအကြောင်းမရှိဘူးအောက်လန်းကိုလုံတယ်ကျမအမြဲတမ်းမနက်တိုင်းကျမရဲ့အခန်းထဲမှာကမဝါအမြဲတမ်းဘာလုပ်တာမိုးလင်းလာတာနဲ့ကမဝါကိုဖွင့်ပေးလို့ကျမအလွတ်နေတာသဘောပေါက်လားဖះတရားလှုပ်လို့ကျမအလောက်ထိခံစားနေတာဒီလိုအောက်တန်းစားမတွေကကျမကိုဘလောက်ထိလှုပ်တယ်ထင်လို့တော့ကျမက4 နာရီလောက်ဆိုလို့ရှိရင်တရေဇက်ဆိုနိုးလာနေတယ်ကျမတရားဖွင့်ထားလိုက်တော့အဲ့ဒီကမဝါတွေရောနတ်ပင်တွေရောသိတယ်မလားကျမ YouTube ကနေအကုန်ကိုဖွင့်ထားလိုက်တာဖုန်းနဲ့ကျမအိပ်ပြောလိမ့်မယ်အဲ့ဒီဟာတော့ဘာဖြစ်လဲဖွင့်ထားတာအဲ့လိုတွေ
ဖះကိုအမြဲတမ်းမနဲ့ညရှစ်ခိုးပြီးအဲ့လိုလုံတာဘလောက်ထိတော့အောက်တိုက်ခိုက်နေလဲမသိဟုတ်တယ်အမကျမဖះနဲ့သာတိုင်တယ်တယ်ကျမနှံကန်တယ်ဆိုလို့ရှိရင်သူတို့အားလုံးကျိန်စာထိပါစေဆိုပြီးတော့လေကျမတို့ကတိုက်เสียဆိုလို့ဒီကျိန်စာပဲရှိတာလေသူတို့အောက်လန်းနဲ့လောက်ကိုလောက်တယ်မလောက်เสียအကြောင်းရှိသူတို့တော့အောက်တန်းကြကျမကိုလည်းလာပြောတယ်နေ့ကငါတို့ဘလို့လုံမယ်ညာလို့လုံမယ်ဆိုပြီးတော့အဲ့တော့အောက်တန်းစားတွေဘလောက်ထိရုပ်မာနေလဲဆိုတာသူတို့ကြတော့ကျမကိုဘလော့ပြီးတော့ဗာလောက်တာပြေးတာဘလော့ပြီးတော့အကုန်ဘလော့ထားတာကျမကိုအဲ့ဒီမိုးကြီးဆိုတဲ့ဖနတ်တယ်မီမိုးကအကုန်ဘလော့ထားတာဘလို့လောက်ကြမှာတော့ကျမသူတို့သွားကြည့်လို့မရအောင်ကျမဒါကြောင့်မလို့ဗာလောက်တယ်အကောင့်တစ်ခုစင်ကတ်တစ်ခုဝယ်လိုက်ရတယ်အကောင့်တစ်ခုကနေတွားပြီးတော့ကျမသူ့ကိုလုံနေတာဘလို့လောက်ကြမှာတော့ဒီလိုအောက်တန်းစားတွေဒီလိုအောက်တန်းစားတွေကအဲ့လို content တွေကနေ follower ရှာပတ်စံရှာနေကြတာအဲ့ဒီအောက်တန်းစားမှမိမိုးနဲ့ကျမနဲ့တွေ့မယ်အခုကျမကိုဘာလုပ်သွားပြီလဲအဲ့ဒီသူ့ရဲ့ WhatsApp app က block လိုက်ပြန်ဖြီလိုက်အမေသူပြန်ပြီးတော့ကောင်းကောင်းမွန်မွန်ပြောထားတယ်ဆိုတဲ့အကြောင်းလေးဘာလုပ်လိုက်တင်လိုက်အဲ့လိုအောက်တန်းကြနေတာသဘောပေါက်လားအခုကျမအစ်စ်ကိုဘာလုပ်လိုက်တာလဲကျမတင်ပေးလိုက်တာမိမိုးကခလေးအမေဖြစ်ပြီးတော့လေမွေးထားတာမကြသေးဘူးတဲ့ဒါကြောင့်မလို့သူ့ရဲ့ဟိုဟာထဲမှာခလေးတန်ကြားရတာမိမိုးနဲ့ရဲ့ခလေးသည်ဇွန်နီလာထေးကိုမဟုတ်ကဟုတ်ကပုံနေတင်တဲ့နင်မွေးထားတဲ့ခလေးသည်မြက်ကန်းခြေကန်းယောဂာနဲ့သေရင်သေမသေရင်ပညာတတ်မဖြစ်ပါစေနဲ့ဟုတ်ပြီနော်နင်မွေးထားတဲ့ခလေးကိုတောင်ငါဘာလုပ်တာလဲကြိမ်တာသူများတွေကပြောတယ်ခလေးကိုမကြိမ်မာနဲ့မလုပ်နဲ့နော်နင်တို့တွေဒီငါရဲ့ပုံတွေကိုမဟုတ်ကဟုတ်ကတွေလုပ်တာဟိုဟာတွေနဲ့ဖြတ်ညက်ကဒီဟာတွေနဲ့ဖြတ်ညက်ကသူများသားသမီးကိုအဲ့လိုလုပ်ရင်နင့်သားသမီးဘာလုပ်မှာလဲအသေးစိုးနဲ့သေမှာဟုတ်ပြီနော်နင်တို့တွေအားလုံးမဟုတ်တာတွေပြောတယ်မဟုတ်တာတွေဆဲရင်နင်တို့ရဲ့မွေးထားတဲ့သားသမီးတွေအားလုံးနင်တို့ရဲ့ဟာတွေကိုခံရပါစေနင်တို့လည်းအမြဲတမ်းကြိမ်စာထိပါစေကျမ်းမာရေးမကောင်းပါစေနဲ့ကျမကအမြဲတမ်းမှန်မှန်ကန်ကန်လုပ်တယ်ကျမကအမြဲတမ်းဘတော့မဆိုသူတို့ပြောထားတဲ့အတိုင်းတခိုးလည်းမဟုတ်ဘူးဒလန်လည်းမဟုတ်ဘူးအဲ့ဓာတွေနဲ့ကျမကြိမ်စာတိုက်တာမှတ်တာကျမကမဟုတ်တာမလုပ်တဲ့အတွက်ကြောင့်မလို့ကျမဒီတစ်ချက်မှလည်းမခိုးခဲ့သူကျမကပဲလှူခဲ့တာတွေအများကြီးပဲနော်အခုဆိုလို့ရှိရင်ဘာပဲပြောပြောတချို့ဆိုလို့ရှိရင်မဆွန်နီလာထင်းနဲ့စကားပြန်တော့ तू ကအသားသဘောကောင်းတာကျမသဘောမကောင်းစရာအကြောင်းမရှိဘူးကျမလူမျိုးတွေကိုကျမအမြဲတမ်းသူတို့ဘက်ကလိုက်ပြီးသွားတဲ့အခါကူညီနေလိုက်ကိုတရားဆွဲခံပြီးတော့ကူညီလိုက်အားလုံးလုပ်နေတာဆွန်နီလာထင်းကိုအမလီဘယ်လိုပြောမလဲအပေါက်ဆိုးတယ်ဘာဖြစ်တယ်ဒီကောင်မအဲ့လိုမျိုးတွေလောက်ထားကြတာကိုရီးယားမှာလေဘလောက်ထိမရညောကျမတို့ဘလောက်ထိခံပြင်းတော့ကိုကမှန်မှန်ကန်ကန်နေထားတာကိုမှလေလိုက်လောက်တာတချို့ဆိုကျမကိုတိုက်ခိုက်တဲ့ကောင်မတကောင်ပခိုးမလူလိမ်မပါတော့ကျမရဲစခန်းကိုတိုင်းတော့မှာပါအဲ့ဒီကောင်မတိုင်တော့မှာပါနောက်တစ်ပတ်ထဲဆိုတိုင်ပါပြီအားလုံး ready ဖြစ်နေပါပြီကျမကလေအစတုန်းကမလုတ်ချင်လို့ကိုချင်းချင်းနေတာဒီတစ်ခါမင်းရတော့အမြစ်ပါဖြုတ်မှရတော့မှာနင်လဲဘဝပြက်ငါလဲဘဝပြက်ပဲအဲ့လိုမျိုးပဲလုပ်မှာဆိုတဲ့အခါကျတော့ကျမဆိုဥပမာဗျာဥပမာမဟုတ်ဘူးကျမတို့လက်တွေ့ပေါ့နော်ကျမတို့ဒီ2020ရွေးကောက်ပွဲမှာကျမတို့ ਨੇ တာမတ်ကြော်တွေနဲ့တွေ့ရဲကျမလည်းရွေးကောက်ပွဲတွေပါဝင်တယ်ကျမလည်းကူလုပ်ပေးတယ်အဲ့ဒါတွေဆိုညာတာတဲ့အဲ့မိမအဲ့လိုပြောတာပြီးတဲ့အခါကျတော့ကျမတို့2018 2029 2019 2020အထိ3နှစ်လောက်ကျမတို့ ਨੇ အခုဒီ NUG ကကိုယ်စားလှယ်ကိုရနိုင်ထွန်းနဲ့ကိုမောင်နှမတွေအမြဲတမ်းစကားပြောပြီးအမြဲတမ်းနိုင်ငံရေးကိုတိုင်ပင်ခဲ့တာနော်ဖုံးသက်တွေရှိတယ်ဂလက်စီ H ထဲကအဲ့ဒါကိုတရားရုံးမှာတင်လာအဲ့ဒါတွေနဲ့အားလုံးလည်းကျမညာတာတဲ့သူနဲ့ခင်တာမဟုတ်ဘူးတဲ့အဲ့လိုပြောတာကျမတို့ကလေကိုရနိုင်ထွန်းအဲ့ဒီ NUG ကိုယ်စားလှယ်အိမ်ထိသူ့အမျိုးသမီးနဲ့လည်းခင်လုံးအားကြည့်လို့သူ့ကလေးတွေကိုလည်းချလုံးအားကြည့်လို့အဲ့ဒီမှာတော့ညာသွားအိတ်တဲ့သူတွေတဘောပေါက်လားကလေးတွေရဲ့မွေးနေပွဲဆိုလဲအဲ့လိုပေးတာအဲ့ဒါတွေအားလုံးလည်းညာတာတဲ့ကျမတို့2019အမေစုလာတယ်
အမေစုကိုကျမတို့ပန်းစည်းပေးတယ်ပြီးတဲ့အခါကျလို့ရှိရင်မဟုတ်မတ်ချယ်ရီထက်နဲ့တွေ့တယ်ကျမတို့ပစ္စည်းတွေပေးတယ်အကုန်လုံးအဲ့ဒါတွေကိုတန်မတ်လဲမြင်တယ်တန်မတ်ကဟိုဘက်ကကျမကအဲ့ဒါတွေလည်းညာလာတယ်အဲ့ဒီမိန်းမကအဲ့ဒီမိန်းမကိုကျမတို့ဘာလုပ်မှာလဲလိန်ညာမှုနဲ့ရဲတိုင်တော့မှာစောင့်ကြည့်ပေါ့ကျမတို့ဘတော့မှလိန်ညာတာမရှိဘူးကျမတို့အမှန်ကန်နေပဲပြောခဲ့တာမဟုတ်တာပြောပြီးတော့ရှက်စရာကြီးလေဘာလုပ်မှာတော့အခုကြည်လိုက်အဲ့ဒီမိန်းမတွေနဲ့ဒီကောင်မတွေနဲ့ပေါင်းသွားပြန်ပြီပေါင်းပြီးတော့ဘာလုပ်လဲမုတ်ကဟုတ်ကတွေတိုက်ထုတ်မယ်ပြီးရင်ကျမရဲ့အကောင့်ကိုဘာဖြစ်လဲဘလော့လိုက်ပြန်ဖြေလိုက် तू ကတော့ဒီလိုပြလဲလဲပြောတာပါကျမမရိုင်းတာပါဆိုလုံးမယ်ဒီမီမိုးတယောက်မီမိုးရဲ့နစ်မွေးထားတဲ့ကလေးကတော့ပညာတတ်ဖြစ်ဖို့မပြောနဲ့စောင့်ကြည့်လိုက်ပေါ့နော်ငါနဲ့မတွေ့အောင်စောင့်ကြည့်ထိုင်းဆိုတာကလေလူတက်ဖို့လည်းအရန်လွယ်တယ်ပါချဖို့လည်းအရန်လွယ်တာစောင့်ကြည့်လိုက်ကိုမွေးထားတဲ့ကလေးတောင်မကြသေးဘူးအခုတလောအားနေလို့တဲ့ကျမကလောက်တာတဲ့ကဘလောက်ထိမရိုင်းကဲဒီလောက်ပါပဲကျမကိုအားလုံးကိုဘာလုပ်တာလဲဘန်းပြီးတော့မှတင်ရဲတဲ့အောက်တန်းစားမတွေကိုလောက်ပဲ